ပြာရောက်ချေသောကောင်းကင်ကြီးမှာခြေတွေဆုံးမင်းသောပြာရဲ့လာမှာပြည်တော်ဝင်သောသပ်ပေါတကားဝဲပြည့်စက်ပြီးဆိုသောဒီလေးရှာမေရှိမိပါပြည်သူတွေကိုစမ်းကြပြတဲ့အစည်းကြီးနဲ့ပန်းပမာလမ်းပြကဘေးမတီဖို့
နေကြတဲ့အဖွဲသားမို့လားဗျ အားသမီးပါဗျာ အဲ့ဒီတော့သားတို့ကသူများအိတ်ထဲပို့ပြီးတော့စတိငါးပါးကိုလောအောင်ခင်းရမယ် ဟုတ်ပါရဲ့ဗျာ ပြစတိငါးပါးကိုဖြင့်ခါဝိပစိုးလို့မြင်ရလိမ့်မယ်ဖျားရဲ့တရားရဲ့သံဃာရဲ့အမိဖဆရာသခင်ကျေးဇူးရှင်ဝိသရုဆရာတော်အပေါင်းရဲ့သောနာနီဖွဲ့တော်သားကဲကြောက်မယ် ဟုတ်ကဲ့ဗျာ တဲ့ချင်းချင်း တော့ဒါဒီမှာတန်းတိုင်းဖြစ်နေပြီလေတန်းတိုင်းဖြစ်နေပြီရုပ်လေပြီးအောင် နေ့ကိုဘယ်နှချင်းရှင်ခေါ်ရမှာလဲ သုံးချိန် ဒီခေါ်ရမယ် သုံးချိန်ပြီးအောင် တဲ့ချင်းနဲ့ချင်း အားဒီမှာဗရိတ်ပေါက်သွားပြီသားရဲ့ဗရိတ်ပေါက်သွားပြီ ဒါရဲ့3ချိန်ပြည့်အောင်ပြောကွယ်ဒီလက်တွေကဘာလို့အောင်မသိဘူး သားရဲ့နှစ်ချိန်နဲ့နဲ့မဟုတ်ဒါပြီးတော့ဥတ္တပြော တဲ့ချင်းနဲ့ချင်းသုံးချင်းမြောက်အောင်တရဏံကိုဝေယဟု၍ကိသာမရှိခိုးကြောပါ၏ရှိခိုးကြောပါ၏ဘာလို့ โอเค နော် ဟုတ်ကဲ့ ဘာလို့စောနာနေသမင်းပွဲလို့ကြီး ဟုတ်ကဲ့ဟုတ်ပါလားဟုတ်တယ် အဲ့တော့ဘာလို့သက်သမင်းအောင်ကိုအောင်ဗျာ ဟာပါဗျာတိတ်အောင်လေးကိုတောင်းရမယ်စွမ်းစာနေတပင်းအဖွဲသွားလို့အောင်စီရမယ်အောင်စီရမယ် ကဲဆူတောင်းမိမယ် ကဲဆိုပါဗျာ အောင်ပါစေသော အောင်ပါစေတော့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  အောင်သေးတု 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 အောင်သေး အောင်သေး ပိုင်သေး ပိုင်စေ နိုင်သေး ပိုင်စေ ဒါမို့သူကတော့အဲ့လိုပြိတ်မှရတယ်သူက အာရောချံပရမန်လာပန်တကြီးလေးပါမျှတာသောခန္ဓာကိုယ်အသိနဲ့လိုရင်ဆန္ဒတစ်လုံးတော်ကြီးပြည့်စုံနိုင်ကြပါစေ ကံဘိုးရှိပါခရီး ဘာရှိလိုက်တာဗျာခြေစမ်းအောင်ပရိသတ်ဘိုလ်ရိုးသေးနဲ့မေတ္တာပို့တာသွားတယ် ဟုတ်တယ် ကြည်စမ်းမောအဲ့လိုမင်းသားစွမ်းစားတဲ့လေးကိုကြည့်ပြီးတော့ငါကွာငါဖေငါအရင်စိတ်လာတယ် ဘာဖြစ်လို့လို့ ကျွန်တော်အဖေ